တရားနာကြတယ်ဆိုတာဘာရှားကြတာလဲနိဗ္ဗာန်ရှားကြတာဖြစ်တော့နိဗ္ဗာန်ရှားတဲ့လူရှိရင်လည်းမဝေးပါဘူးဆိုတာကိုလည်းဘုရားရှင်ကိုရမေကြီးဟောပါတယ်ဒါကြောင့်ရှားပြမလွဲကြပါနဲ့ဆိုတာကိုဆရာဘုန်းကြီးကပြောသေးတယ်နိဗ္ဗာန်ရှားမလွဲပါဘူးနိဗ္ဗာန်ရှားလွဲလို့ရှိရင်ရှားတယ်ဒကာဓမ္မမတွေ့ဘူးဖြစ်မှာသိဆိုရင်အရှားတဲ့တော့ပြန်တော့လေဟောအနည်းလေးပါလားဆိုတာဒကာဓမ္မတွေပေါ်တော်ကြီးပေါ်လာဒါကြောင့်နိဗ္ဗာန်ကိုအရှားတဲ့ကြပါစီဆိုတော့ဆရာမောင်နိုင်ပြောရတယ်မှန်ပါဘူးကဲနိဗ္ဗာန်ရှားကြပါလို့ဆိုတော့ပေါ်တော်ဒကာဓမ္မစဉ်းစားကြည့်ရမှာလားဒီခန္ဓာကိုယ်ကြီးကပရိစ္ဆေသမုပ္ပါဒ်နဲ့ပြလက်ရှိခန္ဓာကြီးထိုင်နေတဲ့ခန္ဓာကြီးကိုကြည့်ကြည့်နာယုတ်ပဲရှိမှာမှန်ပါနာယုတ်ကလည်းနာလည်းပြလိုက်ကြတယ်မို့ဒုက္ခသစ္စာယုတ်ကလည်းပြလိုက်ကြတယ်ဒုက္ခသစ္စာဩဒါဖြင့်ဟောနေလို့ရှားကြည့်လို့ရှိရင်ဒုက္ခသစ္စာခန္ဓာကိုယ်ကြီးထဲမှာရှိနေလို့ရှိရင်ဒီဒုက္ခသစ္စာသုံးလို့ရှိရင်ဒီရတသစ္စာဖြစ်ရတယ်မှန်ပါပါဒါဖြင့်ဒီခန္ဓာကိုယ်ထဲမှာကညာနဲ့ကြောက်လို့ရေးကြည့်မှန်ပါပါဒီခန္ဓာကိုယ်ထဲမှာညာနဲ့လမ်းကြောက်နေကိုရေးကြည့်တယ်လို့ဘုန်းကြီးဓမ္မတွေမှတ်သားပါမှန်ပါပါညာနဲ့လမ်းကြောက်လိုက်တဲ့အခါကျတော့ပရမလမ်းကြောက်လိုက်တဲ့အခါကျတော့အနိစ္စရေပေါ်မှာလမ်းကြောက်မှန်ပါဒီခန္ဓာကိုယ်ကြီးခြေပြရကောင်းကြအောင်ပဲဒီလမ်းလျှောက်ကြည့်ပါညာနဲ့လည်းလျှောက်ကြည့်ပါဘာမှမတွေ့ဘူးကိုယ်ဆုံးမအနိစ္စတွေပဲတွေ့မှာမှန်ပါပါရှင်းကြဩအနိစ္စတွေနေတဲ့အခါကျတော့ဒီပေါ်မှာဒီလမ်းလျှောက်နေရတာအသေးပေါ်မှာညာလမ်းလျှောက်နေရတော့အသေးပေါ်မှာညာလမ်းလျှောက်ပြီးဒီကရနေရတော့အသေးပေါ်ညာနဲ့နေရလို့ရှင်းညာနဲ့နဲနေတဲ့ယောဂီပုဂ္ဂိုလ်ဟာအသေးလမ်းဖြင့်လွတ်ချင်သားရဲ့ဆိုတော့ကလာမှန်ပါမလားဒီသေးတွေပေါ်မှာညာနဲ့လမ်းလျှောက်တော့အသေးပေါ်မှာကြီးကြောက်တယ်ဖြစ်ဆိုတဲ့ခန္ဓာကိုယ်ကြီးကိုဒီပြာကနေကြောက်ကြည့်သံပြာကြောက်သံပြာကနေကြောက်ကြည့်ဒီပြာကြောက်ညာနဲ့လည်းကြောက်ကြည့်သမားလို့ကိုယ်ပေါ်လို့သတိပေးလိုက်မှန်ပါအသေးပေါ်မှာကြောက်နေရတယ်ဖြစ်မဖြစ်ဖြစ်ပါခန္ဓာကိုယ်ကြီးကခဏခဏဖြစ်ပြနေတယ်အသေးပေါ်မှာကြောက်နေရတယ်ဆိုတော့ပေါ်ကြပေါ်ပါဒါပေမဲ့လူတွေပေါ်မှာလူလူပြောက်ကအမြဲတမ်းအသွားပြန်နင်းနေရတဲ့ပုဂ္ဂိုလ်ဖြင့်ကြောက်တယ်လည်းကြောက်လာမယ်ယွန်ကြလည်းယွန်လာမယ်ဆိုတော့ကိုယ်ဆုံးအောင်လာရမှာလားမလာရဘူးလဲလို့ရှိရင်ဒါဒီကားလို့ရှိရင်ဒီခုနကဖြစ်ပြနင်းတော့ရသဥဒ္ဒညာနဲ့နင်းတာဒီလိုလိုပဲနင်းနေရတယ်မုန်းလာပါဘူးယွန်လာပါဘူးဆိုတဲ့ဥစ္စာနိဗ္ဗာန်ဉာဏ်တက်လာမယ်ဆိုတာမသိကြဘူးလူတွေနဲ့ဒကာဓမ္မတို့လူတွေဒုက္ခကြီးနဲ့ဖြင့်လွတ်ချင်လာရတဲ့ဆိုတဲ့ညာမပေါ်ဘူးတော့ပေါ်လို့ဖြင့်ဒီလူတွေဟာဒကာဓမ္မတွေကငကိုကမလွတ်ချင်တဲ့တဏှာကြောင့်ဒီခန္ဓာဒုက္ခသစ္စာကြီးနဲ့တွဲမှန်ပါဘူးကဲမလို့ကျင်တော့ပါဘူးကိုယ်ခန္ဓာကိုကိုညာနဲ့ကြောက်ရတာမလို့ကျင်တော့ပါဘူးဆိုတော့ဒီဒုက္ခကြီးဟာသုံးသွားမှန်ပါဘူးသုံးသွားဒီဒုက္ခသုံးတဲ့နေရာမှာပဲနိဗ္ဗာန်ဆိုတာသာထိုးတာမှန်ပါဘူးဒါဖြင့်နိဗ္ဗာန်ကြာကြရရင်ခန္ဓာပေါ်မှာညာနဲ့ကြောက်ဖို့ပဲရှိမှန်ပါဘူးတရားသွားနေဖို့ညာပေါက်ကြပေါက်ပါနိဗ္ဗာန်လိုခြင်းပဲပေါ်ညာနဲ့ကြောက်ရမယ်ခန္ဓာပေါ်မှာညာနဲ့လမ်းကြောက်ပါကြောက်တဲ့ကဘာတွေတွေ့မှလည်းသင်ကြတယ်အသေးလေးတွေ့ဖြစ်ပြမွေးလိုက်သေးလိုက်မွေးလိုက်သေးလိုက်မွေးတာတော့မတွေ့ပါဘူးအသေးလေးတွေ့နေမှာပါဒီပေါ်မှာလမ်းကြောက်နေရတော့ညာနဲ့လမ်းကြောက်ပြီးကြတာနေရတော့ဘုန်းကြီးတွေကဓမ္မတွေကညာလေးဥတော်တရားကြောက်တာများလေလူတွေပေါ်မှာရှောက်ရှင်တဲ့သဘောတွေဟာဟောကံကောင်းကြောင်းတဲ့လို့ကလည်းအခုရှောက်နေရတယ်တကယ်ယွန်ရံမှုရပေါ်မှာညာလမ်းကြောက်နေရတယ်ပါလားဆိုတာရှက်လာမလားမလားဘူးလားစဉ်းစားကြည့်မလားနဲ့ဆိုလို့ကိုမရဘူး
အဲ့ဒါအိမ်ကြတယ်ဒီကုန်းတိုင်ကြောက်ကြည့်ညာဒီလိုပဲကြောက်ကြည့်နေပရမအတေဝကျော်နောဒီဝကျော်ဘာများလာတဲ့အခါသောက်တဲ့ယောဂီတွေပဲလေမုန်းတာလေမှန်ပါရောလာလိမ့်မယ်မလာနဲ့ဆိုမရမုန်းရောလာတဲ့ပုဂ္ဂိုလ်ဒီကားရဲ့ရှင်ပြောကံမကောင်းကြောင်းမသိရရဲ့မုန်းကြရရင်ရပါလားလူချင်းကြတစ်စက်တကွာမှမရှိပါလားဆိုတာရှောက်ပါများရင်မောင်းနိုင်လာတယ်မလားလာတယ်လာလို့ရှိရင်ဒီခန္ဓာကြီးကအသိခန္ဓာကြီးကကိုယ်ဆုံးကြောက်တော့မှန်ပါပြောလို့ရှိရင်ငါကဒီခန္ဓာကြီးကဒုက္ခသစ္စာကိုလမ်းကြောက်နေရတယ်ဒုက္ခသုံးပါတော့လားဆိုတော့ဒီလေးတော့မှာပဲသုံးတော့မှန်ပါခန္ဓာကိုယ်တောင်နဲ့ကိုယ်တောင်ကြည့်တယ်လေးတော့မှန်ပါဒီလေးတော့သုံးပါဘာလာတွေ့တာလဲမှန်ပါနိဗ္ဗာန်အဝိဇ္ဇာနေတဲ့ပုဂ္ဂိုလ်တို့ပြန်လွယ်ကြီးလွယ်ကြီးဆိုကြီးခေါ်ပါလိမ့်မယ်ဆိုတာသတိပေးလိုက်မှန်ပါဒီနားနဲ့ကြာလို့ရှိရင်ဒီနားနဲ့တွေ့ပါလိမ့်မယ်ဆိုတာခွန်ကြီးများကရဲတော့ပဲတောင်းခံပါတယ်မှန်ပါသဘောကျပါဠိတော်ရှိလို့ဘုရားခင်ကိုရမေကြီးတို့ပါဠိတော်တွေကရှိပြီးဒီကလာနေလို့ပြောရတယ်ရှင်းကြအဲ့ဒါသာခရပါဦးတဲ့ကဲအလုပ်ခွင်နဲ့တော့ပြကြပါလို့ဆိုတော့မနေ့ကတရားအတော်ဒီဒီရုံကြောင့်လည်းသုံးပြီးကြတာနေတော့မင်းတို့ခန္ဓာကိုယ်ကြီးကမင်းတို့သုံးသပ်ဆင်ခြင်ကြရလားလို့ဘုရားကမေးဉာဏ်တွေကကြီးတယ်လို့ဘယ်လိုသုံးသပ်လို့ဘယ်လိုဆင်ခြင်ရမှမသိပါဘူးဘုရားဆိုတော့ခန္ဓာကိုယ်ဉာဏ်လမ်းလျှောက်လို့ပြောတာမှန်ပါသဘောကျခန္ဓာကိုယ်ဉာဏ်လမ်းလျှောက်ဆိုတော့ဒီခန္ဓာကြီးအကြီးဆုံးသောဒုက္ခမျိုးစုံစုံတဲ့နေရာဘယ်နေရာပါလဲလို့ဆိုတော့ယာမရဏမှန်ပါဒုက္ခအစုံဆုံးတာယာမရဏဟိုတဲ့အခါမှာလည်းဒုက္ခမျိုးစုံမှာတခါတော့မစားနိုင်မတော့နိုင်မဝတ်နိုင်မသေးနိုင်မပေါ်နိုင်ဒီကိုယ်တော်ကကိုယ်ဘောတော့လာတိုင်းမလာနိုင်ဒုက္ခကိုစုံလို့မနေဘူးလားဒီကနေ့ကျတော့ဘယ်နေရာကသက်တာလဲလို့များလာပြီမလားဒါဖြင့်ဘုံမှုပေမှုနှစ်ခုဒီဒကာတော်ကဒုက္ခအစုံဆုံးပဲဆိုတာရင်းပြီပါအဲ့ဒီဒုက္ခအစုံဆုံးဟာဘယ်ကလာကြုံလို့မင်းတို့စုံစမ်းကြလို့ဘုရားကတောက်ပြီးဒီလိုကြောင်းမှာသတင်းသုံးနေတော့ပြောချပါမှန်ပါတိုင်းဒကာဓမ္မတွေကဒီတရားနာရတာကဘုရားလည်းရှိတော့မယ်ဆိုတော့ပြောရကြပါပြီဒီဒုက္ခအဆုံးနေဘယ်ကများလာပါလဲသာရှိပါဘောလားပြိဿနေမိလို့ကိုယ်ဆုံးမယ်အတားကြီးရမှန်ပါမနေမိရင်မရပါအဲ့တော့သတိကအကြောင်းဇာမရဏကအကျိုးဆိုတာမသိဘူးဒီလိုသုံးစားလိုက်တော့မှဇာတိကအကြောင်းသမုဒိယသစ္စာဇာမရဏကအကျိုးဒုက္ခသစ္စာပေါ်လာဒါညာနဲ့လမ်းကြောက်လိုက်တဲ့အခါကျမှဒီသစ္စာကခုသွားတွေ့တာညာနဲ့လမ်းကြောက်လိုက်တော့သမုဒိယနဲ့ဒုက္ခသွားမှန်ပါမင်းတို့နှစ်ခုကတခုမှဖြင့်သက်သာဖြင့်ပေးတဲ့တရားမရှိပါဘူးတစ်ခုကလည်းဒုက္ခဖြစ်အောင်ကြိုးစားတဲ့တရားတစ်ခုကလည်းဒုက္ခခံရတဲ့တရားမစွနိုင်ဘူးဒုက္ခဖြစ်အောင်ကြိုးစားတဲ့တရားကဓာတိဒုက္ခဖြစ်နေရတဲ့တရားကဉာဏ်မန္တဒါจิตခန္ဓာနော်မှန်ပါจิตခန္ဓာပဲတဲ့အဲ့တော့ဒီနှစ်ခုဟာจิตခန္ဓာတို့ဒီသုံးစားလိုက်လို့ပေါ်လာတယ်သုံးစားလိုက်လို့ပေါ်လာတဲ့အခါကျတော့သုံးစားတဲ့ဉာဏ်ဟာဘာဉာဏ်လဲမဲ့အဲ့ဒါဓမ္မတို့သုံးစားတဲ့ဉာဏ်မဲ့ဉာဏ်ဆိုတာပေါ်လာကောင်းပြီဒီလိုသုံးစားလိုက်တဲ့အခါကျတော့သုံးစားနိုင်တဲ့ဉာဏ်ဟာမဲ့ဉာဏ်ပဲဆိုတော့ဒီနှစ်ခုရှိပြီကာလပတ်လုံးဖြင့်ဘယ်တော့မှတို့ဒီကားလို့ဆိုလို့ရှိရင်ချမ်းသာမှာမဟုတ်ဘူးအကြောင်းမှုတွေရတယ်ဒုက္ခပေးလို့များသူကကြီးပဲအကျိုးဒုက္ခလည်းလက်ခံနေလို့များခန္ဓာကကြီးပဲဆိုရင်လွယ်ပါသူတို့ကချုပ်မှအေးမှာပဲဆိုတဲ့ဥစ္စာကမလားဘူးသူတို့ကချုပ်ရင်ဘာသက်ဒီလိုသစ္စာ၄ပါးနဲ့စုံစမ်းစမ်းပါခန္ဓာဝင်ဉာဏ်လမ်းလျှောက်စမ်းပါဆိုတာပေါ်လာပေါ်တိုင်းဒါတွေကပြီးသားဖြစ်နေလို့သစ္စာလည်းသိပါပြီတရားဓမ္မတို့ဓာတိဝေရလာလုံးလို့ဆက်တွေ့ပါဦးကောင်းအထုတဲ့ပုဂ္ဂိုလ်များမှလာတာလေ
သဘောကျရဲ့ကံအားထုတ်တဲ့ပုဂ္ဂိုလ်မှာလာဓာတိလာတာနော်ခင်ဗျားတို့ဘယ်ကံတွေတုံးလို့မေးတော့ဘယ်နဲ့ဆိုကြဝတ္တကံမှတ်တယ်နော်ဝတ္တကံဆိုတော့ဟောဒီဝိပါကဝကြိုက်တဲ့ပုဂ္ဂိုလ်မှာဒီကံမလို့ဟောဒီဓာတိဒုက္ခကြိုက်တဲ့ပုဂ္ဂိုလ်မှာမောင်းနိုင်ဒီကံမလို့ရှင်းကြဒါဖြင့်ဒီကံဒီဘာကံခေါ်ကြလုတ်ကောင်းမလို့ကိုယ်ဒုက္ခကိုရှာလို့မလုတ်ကောင်းဘူးသဘောကျကိုယ်ဒုက္ခကိုရှာလို့မလုတ်ကောင်းဘူးဆိုတော့ကံကိုပယ်လိုက်တာလားလို့ပြောဝိတ္တကံကိုပယ်လိုက်မှန်ပါဘုရားဝိတ္တကံဘာပယ်လိုက်ပါဓာတိဒုက္ခရမှာကံတော့ပယ်လိုက်ဇာတိဒုက္ခမလို့ခြင်းတဲ့ကံမျိုးညာဥသိတဲ့ကံမျိုးကြတော့ဘုန်းကြီးများကမပယ်ဘူးမှန်ပါရှင်းကြဒါသေသေးချာချာမှပါတော့ကြကြလို့ရှင်ဘုန်းကြီးကကံကြီးပယ်နေကြတယ်ခင်ဗျားတို့ကရောက်ကြမလုပ်ကြတယ်ဟုတ်ရင်းနေလားဘယ်ကံပယ်ရလဲဝိတ္တကံဆိုတာကဒီဘက်ကိုဘာကြည့်ကြည့်ဓာတိဒါဖြင့်ဓာတိဘာသစ္စာဒုက္ခသစ္စာဒုက္ခသစ္စာပေးမဲ့ကံတော့ခင်ဗျားတို့ယူလို့ရှိရင်အယူလွယ်မှန်ပါသဘောကျအယူမလွယ်ဘူးလားလွယ်ပါဘုရားလိုက်အယူမလွယ်ဘူးလွယ်ပါဘယ်နဲ့ကိုယ်ဒုက္ခကိုသူတောင်းယူမယ်ကိုယ်ဒုက္ခကိုလို့ယူမယ်ဆိုတဲ့လူသူတယောက်ဒီဒကာဓမ္မတို့စိတ်ဓာတ်မျိုးရင်လည်းဖြစ်ပါတယ်မှန်ပါဒီလိုစိတ်ဓာတ်များမှာကိုယ်ရှိကလက်စားမှုတဲ့တရားသူကြီးတွေဖြစ်လို့ဝิญကြီးတွေဖြစ်လို့လက်စားတဲ့ပုဂ္ဂိုလ်တွေနောက်စိတ်ဓာတ်ဖြစ်တဲ့အခါကျတော့ကိုယ်သူ့လက်ကြီးကလက်သေးတွေကလည်းခြေပါပြီးနေအဲ့ဒီလက်သေးနဲ့ကိုကြောရလားကိုယူပြီးစားနေရတယ်မှန်ပါစိတ်ဓာတ်ဖြစ်တဲ့အခါအဲ့တော့ကိုကြောရတာကိုယူစားနေတော့ဒီပိဋကကိုမောင်နှင်းကသုံးပြတယ်ရှာဟောသူဒုက္ခသူရှားနေတာမှန်ပါစားနေစားပြီးတော့អော်နေနေရတယ်မှန်ပါဆိုတော့သူ့ဝါမကြည့်ဘူးလားကြည့်ပါဒါသူဒုက္ခသူရှားတာနော်မှန်ပါသူလက်သေးကြီးတွေခြေချင်းနဲ့သူကြောရတာတွေသူစားပြီးဒီကရန်နေတော့မြင်ရတဲ့ဘောမှာသူဒုက္ခသူရှားနေတာလို့မဆုံးနိုင်ဘူးအဲ့ဒီလိုပဲတရားဓမ္မတွေဘာဖြစ်ရပါလဲညာဖြစ်ရပါလေပုဂ္ဂိုလ်တ attva ဖြစ်ရပါလို့ဤဆိုတဲ့ပုဂ္ဂိုလ်ကတော့ကိုယ်ဒုက္ခကိုရှားတဲ့ကြောတာသာယူစားနေတာနဲ့တူပဲမှန်ပါသူသေးရတူပါသဘောပါကြဒါဖြင့်ဒီကံပါကံခေါ်ကြဝတ္တကံဆိုတော့ဒီဘုတ်ကိုရစေတတ်တဲ့ကံမှန်ပါသဘောကျလားဒီဘုတ်ကိုရစေတတ်တဲ့ကံဖြစ်လေတော့ကြောင့်သူ့ဘာဆိုမလဲဝတ္တကံဒါကမ္မဘဝဖြစ်เสียဇာတိဆိုတာမလုကောင်းဘူးမှန်ပါခဲ့ရကမ္မဘဝဖြစ်เสียဇာတိဆိုတာမလုကောင်းဘူးဆိုတာသိကြရဒီလိုကံနဲ့မလုကောင်းဘူးအကုသိုလ်ကံနဲ့ပင်ကိုယ်ကမလုကောင်းဘူးမှန်ပါရှင်းကြကောင်းပြီဒါဒီကားလို့ဆိုလို့ရှိရင်ဖြင့်သဘောကျတော့ဩတို့ဒီကားလို့ဆိုလို့ရှိရင်ဒီကံတစ်ခုကိုဒီကံလည်းမကောင်းဘူးဒီကျိုးပဲကိုမကောင်းမှန်သိတော့မကောင်းမှန်သိတဲ့ညာပညာဆိုရင်ကောင်းပြီဒါပဲသူတို့ကခုသုံးပါတာရင်ဒီဟာလေးအေးတော့မယ်ဆိုတာကနိရောဓသိရှင်းကြတို့ကခုကျုပ်တာနိရောဓမကြောက်ဘူးကြောက်ပါဘူးဒါတွေသိပြီးဒါတော့သောပါတော့ကြတဲ့သွားကြပါအောင်ဆိုအလုတ်ကမရောက်ဖဲနေမှာဆိုလို့ဒီကံတွေကားလို့ဆိုလို့ရှိရင်ဒကာဓမ္မတို့ကံကောင်းတယ်မကောင်းတယ်ခင်ဗျားတို့သူ့ဖြစ်စေတဲ့အကြောင်းနဲ့ရှိတယ်မှန်ပါဘူးကြတဲ့ကံပဲကလားမှန်ပါဘူးဒါဒကာဓမ္မဥပါဒံဆိုတာကုသိုလ်လားအကုသိုလ်လားအကုသိုလ်ခင်ဗျာအကုသိုလ်ဥသိတဲ့ကံကြီးမောင်းနေဥသိစေစုမျိုးရမလားဒီဥစ္စာကောင်းတယ်လို့တော့မဟုတ်မှန်ပါဘူးဥပါဒံကဖြစ်เสียမှန်ပါဘူးဓမ္မဘောဆိုတဲ့ဒကာဓမ္မတို့သူ့ကိုဘယ်လိုငါကရုပ်ဆိုးနေတာကြီးကဘယ်လိုပဲဘောနာသနာကားတွေလိမ့်များတော့လေသူ့အတွက်သိထူးခြားတာမဟုတ်ပါဘူးထူးခြားပါဘူးကောင်းပြီဒါဖြင့်လည်းဥပါဒနာဖြစ်เสียမှန်ပါဘူးဥပါဒနာအကုသိုလ်သူကအုပ်ချုပ်တဲ့ဖြစ်စေတဲ့ကံဆိုတဲ့ကိုသုံးမှပဲစဉ်းစားတယ်ကံကောင်းလားကံဒူလားရှင်းမလားကဲဒါဖြင့်ဒကာဓမ္မတို့ဥပါဒနာကသမုဒိယသစ္စာကံကဒုက္ခသစ္စာပြေးမဲ့ကံရှင်းကြအခုစလုံးသိတဲ့ဉာဏ်ကသူတို့ချုပ်ပါသူတို့ချုပ်တာသိလို့ရှိရင်နိရောဓသစ္စာဆိုတော့ဒီဥပါဒနာတွေလည်း
ကံရည်လည်းပြည့်ပြည့်မရှိရင်ခင်ဗျားတို့ကျတော့တော်ပါတခါသွားလိုက်ပါဦးဒီဥပါဒာပါမေဘယ်ကများလာပါလိမ့်မလဲခက်လိုက်တယ်ဒီဥပါဒာကလည်းတဏှာရင်စားတဏှာဆိုတာကတဏှာအနုစားအနုစားကရင်စားဖြစ်စေတယ်ဆိုတော့ဘုရားကြီးကကိုစောမစဉ်းစားကြည့်တာမှငင်းငယ်နဲ့ခါတာမှန်ပါပြင်းတော့ခါပါဒါပြန်ခါကခါကျေးဇူးပြုနေတာမောင်းနိုင်ပဲမင်းဒီကားလို့ရှင်ချက်တူစားလို့ကောင်းပါရှင်းကြပါလားတရားတော်တဏှာကဘုရားကြီးလေးဥပါဒကဘုရားကြီးရင်ကဲဘယ်သီးကိုခင်ဗျားတို့စားတယ်ဆိုတော့ဘယ်သီးကဲဒါကြောင့်ရုပ်စာဘုရားရှင်ကိုရမေကြီးကပယ်မရမဟေဆိုတာဘုရားသီးမျိုးဖြစ်နေလို့မှတ်လိုက်ပါသဘောပါလားကောင်းပြီဒါဖြင့်တဏှာကသမုဒိယသစ္စာဥပါဒကသိတဲ့ဉာဏ်ကဥပါဒနာနိရောဓဥပါဒလို့ဆိုရင်နိဗ္ဗာန်မတဏှာဥပါဒဆိုရင်ဘာခေါ်ကြလဲအဲ့ဒါကြောင့်တဏှခေယောဤနိဗ္ဗာန်ကိုဟောတယ်မှန်ပါသဘောကျတဏှခေယောဤတဏှာနဲ့ဥပါဒဟာတဏှာကြီးတယ်တဏှခေယောဤနိဗ္ဗာန်လို့ဘုရားကဟောပြန်တယ်ဟောတယ်အဲ့ဒါနိရောဓသစ္စာသိတာမှန်ပါဟောပြီဒါဖြင့်ဒီတဏှာတွေကလာပါလိမ့်မလဲဝေဒနာရလာတယ်ဆိုတော့အခုတရားနာနေကြတယ်ဓမ္မတွေဘုန်းကြီးပြောတဲ့တရားကိုကောင်းတယ်ဆိုတော့လည်းခင်ဗျားတို့ခန္ဓာရဲ့ဝေဒနာကဝေဒနာရှိလို့ဝေဒနာကောင်းတယ်ပြောတယ်မကောင်းဘူးပြောပြန်တယ်ဘယ်လိုရှိလို့ပြောတယ်ဝေဒနာရှိလို့ကြားရမှတ်ရပြန်တော့ဘယ်လိုရှိလို့ပါဝေဒနာရှိလို့ပဲကြားတာဥပ္ပခာဝေဒနာဥပ္ပခာသတ္တံသောတာဝိညာဏံကိုမှန်ပါကြားတာလည်းဘယ်လိုကြောင့်ကြားတာဝေဒနာနဲ့ကြားတော့တို့တရားနာနေတဲ့ခန္ဓာကိုဆိုတာပါလားပေါ်လာပြီတရားဓမ္မကဘုရုဆိုတာပါလေဒါကြောင့်ဝေဒနာဆိုတော့တရားဓမ္မတွေတခြားလားအောင်မယ်တို့ဆိုနေတာပါပေါ်လာကြဒါဖြင့်ဝေဒနာတစ်ခုတည်းနဲ့နားနေကြသလားဘုန်းကြီးတရားကိုမှတ်မိအောင်မှတ်မယ်ဆိုတာနည်းနည်းပါကြတယ်ဒါဖြင့်သင်ညာနဲ့နားနေတယ်သဘောကျသင်ညာနဲ့မှမှတ်နေကြတယ်ဆိုတာကိုလည်းကိုဘောတို့ကိုသံဃာတို့ညှမှုလူတွေဒါဖြင့်တရားတော်ကိုမှတ်ရင်မှတ်သလားတဲ့တရားနာတဲ့အခါမှာတရားဓမ္မတို့နာလို့တဲ့စေတနာလေးကိုမပါဘူး။ပါရင်သင်္ခါရစေတနာကသင်္ခါရခန္ဓာ။သင်္ခါရခန္ဓာလည်းပါ။ဒီသင်္ခါရခန္ဓာခိုင်းတဲ့တိုင်းနဲ့တရားဓမ္မတွေသိကြရတယ်တရားလည်းများဝင်စားကြရတယ်။ဝင်စားတယ်ဆိုတော့သိကြတယ်ပါ။သဘောကျ။တရားဓမ္မတို့လို့ကြည့်တော့လို့ကြည့်ရတယ်ဘုန်းကြီးကမျက်နှာမူးကြတယ်။ဒါတွေရုပ်ဓမ္မတွေကြ။ဒါလည်းမပါဘဲနဲ့တရားနာလို့ဖြစ်တယ်မဖြစ်တော့ယူပက္ခဏာကြီးကပါမပါဘူးလားဒါဖြင့်ခင်ဗျားတို့ဝေဒနာဖြစ်เสียသနာလို့ဆို냐ဆိုတယ်ခန္ဓာဖြစ်เสียသနာလို့မှတ်လိုက်မှန်ပါခန္ဓာ၅ပါးကြောင့်ဝါလာဖြစ်သနာသဘောကျဒါဖြင့်ဒီခန္ဓာ၅ပါးဒကာဓမ္မတွေသိသိချာချာမှတ်လိုက်ကြပါလောကလို့ခေါ်တယ်ခန္ဓာလောကရှင်းကြရှင်းပါခန္ဓာကြီးဘာခေါ်ကြလောကလို့ခေါ်လိုက်ကြလောကဆိုတာကလုံးသနာမလုံးသနာခြင်းကလောကောခဏခဏဖြစ်ပြနေလို့သူဘာဆိုကြလောကဆိုတာကဓမ္မတွေရင်းကြပါဖြစ်ပြကိုဘာခေါ်လုံးသနာမလုံးသနာခြင်းကဝတ္တလုံးသနာမလုံးသနာခြင်းကခဏခဏဖြစ်နေသောကြောင့်ဝတ္တဒါဝိပါကဝတ္တရားကြီးပဲကွာရင်းမိကြဒီခန္ဓာ၅ပါးလောကတွေလည်းဆိုပါဝတ်လို့လည်းရှင်းကြရှင်းပါအဲ့ဒါကြောင့်လောကဆိုအိုးခဏခဏဖြစ်ခဏခဏပြည့်နေလို့လောကပေါ့သဘောကျဒါတော့တော့ဖြစ်တဲ့နေရာတဲ့ပုဂ္ဂိုလ်ဝတ်ကျွတ်တာလားဝတ်သေးနေတာလားဝတ်သေးတယ်ဒါနဲ့ဝတ်ပဲရင်းမိကြသေချာချာမဘာသာမနေ့ကလည်းသူချပြီးကြလာတဲ့အိဗယ်လို့မှတ်လိုက်စမ်းပါဒါဖြင့်သူ့ကိုဘာခေါ်ကြမလဲလောက
ဘယ်နဲ့ကြောင့်မောင်းနေသူလောကနာမသိပါဖြစ်ပြနေလို့သူလောကသဘောကျနောက်ကြတော့ဘုရားသခင်ကိုရမေကြီးကလောကဆိုတာကွာဖြစ်ပြနေတာဒါကြောင့်ဘယ်လိုပုဂ္ဂိုလ်ဖြစ်ပြသလဲဝတ်တဲ့ပုဂ္ဂိုလ်ကွာသဘောကျဘယ်လိုပုဂ္ဂိုလ်ပါဝတ်တဲ့ပုဂ္ဂိုလ်လို့ကောင်းကောင်းရှင်းကြရှင်းပါဒါဖြင့်ဒကာဓမ္မတို့ယနေ့တရားနာကြရတာလောကကိုကြည့်ပြုတ်ဖို့ပဲမှန်ပါဘယ်လိုဆိုကြပါလောကကိုပြုတ်ဖို့ပါလောကကိုပြုတ်ဖို့ဒကာဓမ္မတွေကသိထားကြဒီလောကကြီးကကျုပ်ဖက်ချင်ပါပြီဖက်ချင်လို့ရှိရင်ဖြင့်ကျုပ်ဒီကားလို့ဆိုလို့ရှိရင်ဖြင့်အမျိုးမျိုးဒီဇာကောင်းသမားကောင်းတွေနားထောင်ပြီးကလောကကြီးတွေကထွက်အောင်တော့လုံးပါပဲဆိုပြီးလုံးကြများတယ်လောကမှာမတွေ့သေးတဲ့ပုဂ္ဂိုလ်ကကိုစောမောင်လောကကြီးရဲ့ထွက်ချင်တယ်ဆိုတဲ့စကားအပူပါပဲမှန်ပါဒီဘဝကိုပြောလို့ဟိုဘဝဖွက်တာလားရှိပါလိမ့်မယ်မှန်ပါဒီပြင်ပါရှိသေးတယ်ဒီဘဝမပြောလို့ဟိုဘဝဖွက်တာလည်းရှိပါလိမ့်မယ်ဆိုတော့ဒီဘဝကဟိုဘဝပြောင်းတာလည်းရှိပါလိမ့်မှန်ပါတခြားပါရှိသေးတယ်မှန်ပါဒါကလည်းရင်းပြီဒါဖြင့်ဟိုဘဝဒီဘဝသူတောင်းတဲ့ပုဂ္ဂိုလ်ကထောင်ပြောင်းတာမှန်ပါဘယ်လိုဆိုကြလဲထောင်ပြောင်းတာတော့မထူးလာပါဘူးမှန်ပါဘူးနောက်ကဓမ္မတွေထောင်ပြောင်းတာများအားကျစရာလိုသေးတယ်မလိုပါဘူးဘာမှမလိုဘူးတဲ့ဒီကံကဟိုထောင်ပြောင်းတာဟိုထောင်ကြတယ်ဒီမုံချင်းစိုက်ပြီးမုံသားစိုက်ပြီးခါလာဒီဝုတ်ပြီးဒီသံကွန်းဆွတ်နေရမှာပါပဲမှန်ပါဟုတ်ဘူးလားဘုရားထောင်ကြတယ်ထူးမှာလားအဲ့ဒါတွေပြီးထားတယ်မှာဘုရားရှိသွားပြီးခါလာထောင်ပြောင်းစုများတောင်းနေကြတယ်ဒကာဓမ္မတွေကဝတ်တာမသိဘူးမှန်ပါလောကပဲမသိပါဘူးလောကဆိုတာဘယ်လိုကြောင့်လောကလဲဖြစ်ပြနေတဲ့သဘောတရားကိုလောကလို့ခေါ်တာအဲ့ဒါပဲကနေကောင်းဆိုလိုက်တော့ဗါတဲ့ဝတ်တဲ့တာသဘောကျဝတ်တဲ့တာဆိုတာကျင်တဲ့တရားဒါဖြင့်ဒီခန္ဓာမကောင်းလို့ဘုခန္ဓာပြောင်းတဲ့ပုဂ္ဂိုလ်များကြီးဟိုမှာလည်းပြက်ပြီးဟိုမှာဝတ်တဲ့တာမှတပါးကိုသုံးဖို့ဘာရတယ်ရှိပြီအဲ့ဒီလိုဘုရားကရှင်းရှင်းလင်းလင်းနဲ့ဓမ္မတွေကိုသုံးမတော့မှာဒီဝတ်ဆိုတာသေချာစဉ်းစားကြည့်တဲ့အခါကျတော့မှမောင်နေဘာသစ္စာဖွဲ့ပါဒုက္ခဒီကြတော့ဘုရားကသံခိတ်ဒေနငါချင်းချင်းပြောရမှာဖြင့်ရှင်သုပါဒနဲ့ခန္ဓာမင်းတို့ရထားတဲ့ခန္ဓာ၅ပါးဒီဒုက္ခသစ္စာပဲဆိုတော့ဝိကြီးကိုသိကြမသိကြဘူးလားအဲ့ဒီလိုသိကြတော့မှတိုင်းဓမ္မတို့ဒီဝိကျွတ်ခြင်းဘာလို့ရမလို့မေးတဲ့အခါကျလို့ရှိရင်ကွာတဲ့နာဘုရားခင်ကိုယ်တော်မြတ်ကြီးပြီတဲ့လောကန္တိဒုက္ခသစ္စာသဘောကျလောကန္တိဒုက္ခသစ္စာဟောသိချာဟောတာသရုကံဒီပိုင်းတို့လောကဝက်ရောဟိတနသာဟောတာလောကန္တိပါတဲ့ကဲဒါဒီလောကကြီးကပါတယ်လို့လောကသမုဒယံတိသမုဒယသစ္စာဆိုတော့သူ့ကိုဖြစ်စေတဲ့ခန္ဓာ၅ပါးဖြစ်စေတဲ့ကသင်္ခါရတွေမလားဘူးအဝိဇ္ဇာတွေမလားဘူးသူတို့ကသမုဒယသစ္စာဖြစ်သူကဘာသစ္စာဓမ္မတွေဒီနေ့ရှေ့တိုးလိုက်နော်ဒါဖြင့်ဓမ္မတို့သင်္ခါရဖြစ်เสียဝိညာဏဆိုတော့ဒီထဲမှာစိတ်ကပါပြီးသားဖြစ်ဒါကြောင့်ခန္ဓာ၅ပါးတို့သင်္ခါရဖြစ်เสียခန္ဓာ၅ပါးဘဝကြသင်္ခါရဖြစ်เสียခန္ဓာ၅ပါးဝိညာဏလည်းရောမနေတော့ဝိညာဉ်ပါလဲဖြစ်ရင်နာယုတ်ကလည်းပါပါရဏပါဟုတ်တာပါဝေဒနာကပါခန္ဓာ၅ပါးဖြစ်တယ်လို့မှန်လားသင်္ခါရကြောင့်ခန္ဓာ၅ပါးဒါဖြင့်သင်္ခါရကသမုဒယသစ္စာသဘောကျဒီခန္ဓာ၅ပါးကရှင်းပြီနော်ဒါဖြင့်တဲ့လောကငါရှင်းအောင်ပြောမယ်ဆိုတော့လောကံတိဒုက္ခသစ္စာလောကသမုဒယံတိသမုဒယသစ္စာသဘောကျလောကနိရောဓံတိဆိုတဲ့ဥစ္စာကဒီသမုဒယနဲ့ဒုက္ခချုပ်တာသင်္ခါရနဲ့ခန္ဓာ၅ပါးချုပ်တာသဘောကျပရိဝရဏိမေဃသစ္စာဆိုတော့မင်းတို့မပွားများလို့ရှိရင်ထုတ်ကုန်ချုပ်ဘူးပေါ့
ဘောကြရမပွားမြိုင်ဟုတ်ကိုမချုပ်ဘူးလို့ဘုန်းကြီးရဲ့ဓမ္မတွေရင်းကြီးဆွဲဆွဲနဲ့မှတ်လိုက်သပါသတိပေးလိုက်နော်တိုင်းဒါဖြင့်မင်းတို့ကွာတဲ့အဲ့ဒီလိုက်ကြနာတာဟောတော့ငါဒီကားလို့ဆိုလို့ရှိရင်ကွာတဲ့နိဗ္ဗာန်ကိုမင်းတို့ဝေးတယ်လို့ငါပြောပါသဘောကျလောကကြီးလောကဆိုတာလည်းမင်းဒီကားလို့ဆိုရင်တခြားမဟုတ်ပါဘူးဒီဟာနှစ်ခုသိုးနေတာပါသဘောကျကောင်းပြီဒါဖြင့်သိနာကတ္တာဒီသူနာဟောဒီမင်းတို့ခန္ဓာ၅ပါးငါမျက်ပေါ်ဒီမျက်စီတော်တွေတောင်းဒီပေါ်မှာနိဗ္ဗာန်ရှိတယ်လို့ခေါ်တာပေါ့ဘူးမင်းတို့ခန္ဓာ၅ပါးမှာရှိတယ်လို့ခေါ်တာမှန်ပါရိပ်မိနိဗ္ဗာန်ပဲရှိတယ်ခန္ဓာ၅ပါးမှာရှိတယ်လို့ဆိုတော့သဘောကျဒါကြောင့်လောကံဒီဒုက္ခသစ္စာလောကသမုဒယံဒီသမုဒယသစ္စာဆိုတဲ့တိုင်းဣမသမေဝဗျာမပတ္တိကလေးဝီတလာများတော့ရှိတဲ့ကိုယ်ထဲမှာနိဗ္ဗာန်ရှားယူกว่าသဘောကျတဏှာများတော့ရှိတဲ့ခန္ဓာကိုယ်ထဲမှာနိဗ္ဗာန်ရှားယူဆိုတော့ဒါပြန်အဝေးရှားလေးမောင်းနေမတွေ့မှန်ပါဘူးသုံးပါတွေ့ပါအဝေးရှားလေးမတွေ့ခန္ဓာရဲ့ရှားရင်တော့တွေ့ပါဒါကြောင့်ဘုန်းကြီးတို့ကဒကာဓမ္မတွေသတိပေးရတယ်ပါဠိတော်တွေကရှိမှန်တယ်မှန်ကောင်းလို့ကိုယ်ကိုယ်တိုင်လည်းသဘောကျတာလို့ဒကာဓမ္မတွေနိဗ္ဗာန်ရှားမလွဲခြင်းနဲ့တော့မှန်ပါနိဗ္ဗာန်ရှာမလွဲခြင်းနဲ့တော့ဆိုတော့ကအမှန်တန်သတိပေးရမှန်ပါတချို့တကယ်ကြီးလဲရှာတာလည်းရှိတယ်မှန်ပါတချို့ရေဝဇ္ဇံတဲရှာတာရှိပါဥပဒိဋ္ဌိရတော့ဖြစ်ပါတယ်တဲ့အရှာဖြစ်တော့ပြန်မဟုတ်ဘူးမှန်ပါသဘောကျရှင်းကြတယ်ဒါဖြင့်ခရကကလာနာတော့ကိုယ်ထဲမှာရှာလို့ရောဟိတနာသာသိချာဟောမှန်ပါဘယ်ရှာရကိုယ်အလာနဲ့ကိုယ်လံကြည့်တရားဓမ္မကိုလေးတော်ကြီးရှိကြမှာပဲလူတိုင်းဥဒေလူလည်းကိုယ်တောင်းတဲ့ကိုတော့လေးတော်ရှိတဲ့ဘုကိုယ်လည်းအဲ့ဒီမှာရှာလို့ဆိုထားတာသဗ္ဗဉာဏိသမဏကေတဲ့ဟောပညာရှိတဲ့နေရာစိတ်ရှိတဲ့နေရာရှာပါกว่าဆိုတော့ခန္ဓာ၅ပါးနဲ့ရှာပါလို့ပြောလို့အဲ့ဒီမှာလောကင်းစပညာပေးမိတယ်ငါဒီတဲ့လောကဆိုရယ်ဒီခန္ဓာ၅ပါးဆိုတာလောကသမုဒယစပညာပေးမိတယ်လောကဖြစ်ကြောင်းကလည်းသူဖြစ်ပါတာပဲကွာဟုတ်လားလောကနိရောဓစပညာပေးမိတယ်လောကချုပ်ရနိဗ္ဗာန်ကလည်းဒီထဲမှာပဲငါပြည့်ညတ်တယ်သဘောကျဒါဖြင့်တရားဓမ္မတို့အဝိမချပါနဲ့ဆိုတာကိုဝန်းထဲကလက်ရည်ရဲနဲ့ခင်ဗျားတို့ကိုသတိပေးအဝိဇ္ဇာလေးမောင်းနေမတွေ့ဘူးသဘောကျရှိရမကြဘဲနဲ့မရှိရတာကြားနေကြမယ်ဆိုလို့ရှိရင်ကိုယ်ဆုံးမသွားဘူးမောရှင်းရတယ်ဒါဖြင့်နိဗ္ဗာန်ရှာရင်ခန္ဓာမှာတွေ့ပါလိမ့်မယ်နိဗ္ဗာန်ရှာရင်ခန္ဓာတွေ့ပါလိမ့်မယ်ဆိုတာဘယ်သောသွားလာမမေ့ရပါဘူးနိဗ္ဗာန်ရှာရင်လို့ရှိရင်ခန္ဓာထဲမှာတွေ့လို့ခန္ဓာ၅ပါးထဲမှာတွေ့မှာလို့အိုးခန္ဓာ၅ပါးဆုံးတဲ့အခါတွေ့တာပေါ့ဘောရနိဗ္ဗာန်ရှာရင်ဘယ်မှာရှာကျောင်းမများတာဒီခန္ဓာကြီးကဘုန်းတော်ကစပြောခဲ့တယ်ကိုယ်ဆုံးဝင်အသေးရင်းနဲ့သွားနေရမှန်ပါနောက်သေးရင်းမုန်းတာမှန်ပါနောက်ဒီသေးမနှင်းနေတဲ့သဘောပေါ်ဘူးမနှင်းနေတဲ့သဘောပေါ်တဲ့အခါကျအသေးပြောက်တယ်မှန်ပါအသေးပြောက်တော့အနေဆိုတဲ့နိဗ္ဗာန်ရောက်တယ်အသေးပြောက်တော့အနေနိဗ္ဗာန်ရောက်လာတယ်ဆိုတော့အားနဲ့ရရှိသေးတယ်ဩဒါဘယ်မှာရှားလို့မောင်းရင်အနေနိဗ္ဗာန်တွေ့တာပါဩဒါဖြင့်တရားဓမ္မတို့နိဗ္ဗာန်ရှားတာမလွဲဘူးအကြောင်းကိုယနေ့သူတည်းပြောပြန်တော့ဩတို့ရှားနေတာကမရှိရရှားနေတာမဆိုရဘူးလားမရှိရရှားနေတယ်ဆိုလို့ရှိရင်ဖြင့်ဒီဘုရားမြမအေးလုံးတို့ကောင်းတယ်နဲ့မပေါက်နိုင်မကြည့်ပင်တော့ကြည့်ပင်တော့လည်းမပေါက်နိုင်ဒီနေရာကြောက်ကြနေမယ်ဆိုရင်ဖြင့်ကျုပ်ကြီးလို့ကျွန်တော်မကြီးသေးလို့ကျွန်တော်ပွန်ဆကြံလို့ကောင်းမင်ကြောက်ကြနေတယ်ဆိုတော့သုံးဖို့ရှားတယ်မတွေ့ဘူးမှန်ပါဘာမရှိရဘူးရှားတယ်ရှိရရှားရင်တော့မုံရင်းရှားမယ်ဆင်ရမခောက်ရှားမယ်ဟုတ်တယ်လားမမုံရှားမယ်တွေ့ပါလေ
ဒီမှာလည်းတရားရတာရှိရရှာလို့ရှိရင်တော့တွေ့ကြပါလိမ့်မယ်ဒါဖြင့်ကျွတ်တတံတရားလုံးဟာဘယ်နဲ့ကြောင့်နိဗ္ဗာန်ကိုကျွတ်မျက်မှောက်မပြုနိုင်ပါလိမ့်မလို့ဘယ်နဲ့ကြောင့်မရောက်နိုင်ပါလိမ့်မလို့ဆိုတာမရှိရရှာနေပြီသဘောပါဘယ်လိုဆုံးလဲကြာဒါဖြင့်ခန္ဓာနဲ့ညာနဲ့တည်းပါဘယ်လိုခန္ဓာနဲ့သဘောပါကြတလံရတော့ခန္ဓာကိုယ်ထဲမှာရှားပါကွာလို့ဆိုပါရတဲ့နဲ့ကျွတ်တော့ကနှလုံးစီကွာရှာနေရင်တော့ကိုယ်ဆုံးမောသိပါကွာပြီတဲ့မရနိုင်ဘူးမရနိုင်ဘူးဘာကြောင့်လဲဆိုတော့ဒုက္ခရှိတဲ့နေရာမှာဒုက္ခဆုံးတွေ့ပါဘူးသဘောကျဒုက္ခရှိတဲ့နေရာမှာဒုက္ခမရှိတဲ့နေရာသွားရှာလို့နတ်ပြည်သွားရှာလို့လည်းတွေ့မှာမဟုတ်ဘူးဇမပြည်သွားရှာလို့မတွေ့ဘူးတဲ့သဘောကျအဲ့ဒါဝတ္ထုမထုတ်တော့ပါဘူးသူတို့အရှာလွဲပုံနဲ့မထုတ်တော့ပါဘူးဒကာဓမ္မတွေရှာတဲ့ပုံကသာဘုန်းကြီးကအဓိကထားပြောနေပါတယ်မှန်ပါအဲ့ဒါဖြင့်နိဗ္ဗာန်ကျရင်ခန္ဓာမှာတွေ့ပါလိမ့်မှန်ပါဒကာဓမ္မနိဗ္ဗာန်ကျရင်ခန္ဓာမှာတွေ့ပါလိမ့်မယ်ဆိုတာယနေ့ကောင်းကောင်းရှင်းကောင်းပြီပြည့်ကိုတရားမောသေးပါဘူးဒီကမှကြံသေးတဲ့ဟောတရားတွေသို့သောရှားနည်းကိုသင်ကြဆိုတော့လောကံဒီဒုက္ခသစ္စာဆိုတော့သူလောကမှန်ပါလောကသမုဒယဒီသမုဒယသစ္စာဆိုတော့သူဖြစ်စေတဲ့အကြောင်းလောကနိရောဓဒီနိရောဓသစ္စာဆိုတော့သူသာထုတ်လို့ရှိရင်ဗာသစ္စာနိရောဓဒါဖြင့်ဖြစ်လို့လေသူကလိုချင်လို့ရထားတာကိုသုံးပါခန္ဓာ၅ပါးတရားဓမ္မတွေဘယ်နဲ့ကြောင့်လိုချင်လို့ရတာလိုချင်တဲ့တရားကြောင့်ရထားတဲ့ဥစ္စာလိုချင်တဲ့တရားများချုပ်သွားမယ်ဆိုရင်ဒီခန္ဓာပျောက်တယ်မပျောက်တယ်ပျောက်တယ်ပါရှင်းမလားရှင်းပါဒါဖြင့်လိုချင်တော့ကိုဒီခန္ဓာဘယ်တော့မှမပျောက်မှန်ပါမလိုချင်တဲ့ဉာဏ်ပေါ်လိုက်ပျောက်ပါပျောက်ရင်လောကနိရောဓန်ဒီဘာသစ္စာနိရောဓတခါလေဉာဏ်မှလာပြီမှန်ပါဒကာဓမ္မနိဗ္ဗာန်ဝေဒနာနည်းလားသူချုပ်တဲ့နေရာမှာလာတွေ့ဥမာတလက်မှတော့အတွင်းမှာချုပ်သွားတယ်တလက်မှတော့နေရာမှာနိဗ္ဗာန်ပေါ်တာသဘောကျဩဒါဖြင့်ဒကာဓမ္မတို့နိဗ္ဗာန်ဆိုတာဒီကားလို့ရှင်မကြာတတ်လို့ခက်ကြတာဘူးဘယ်လိုမှတ်ကြရှာရပြန်တော့လေဩဒီနာရင်ရှိနေပါလားလို့ဘုရားကနိဗ္ဗာန်ဇေဝသန္တိကြီးกว่าမဟုတ်ဘူးလားဟုတ်ပါဘူးတန်ရုပ်ပါလိမ့်ဆိုရုပ်နိဗ္ဗာန်ဇေဝနိဗ္ဗာန်ကြီးကလည်းသန္တိကြီးခရီးမွေအနည်းလေးလိုက်ရှိပြီးဟောတိရှိဘုရားကနည်းလေးဟောတာပါရင်သားနဲ့ကျွတ်တို့ပါရှိရမရှာမရှိရရှာဖို့ကျွတ်တို့လွဲတော်မှုကြောင့်တန်မြာရှိခဲ့ရမှန်ပါဆွဲချက်တင်နိုင်ကြတင်နိုင်ပါတန်မြာရှိခဲ့ရတာပါရှိရဘူးမရှိရဘူးဒါကြောင့်ဒကာဓမ္မတွေသတိပေးရမရှိရရှာလို့ရှိရင်တော့ကိုယ်ဆောင်တော့ဘယ်နည်းနဲ့မှမတွေ့ပါဘူးရှိရရှာလို့ရှိရင်တနေ့နေ့မှာတွေ့ရပါသဘောကျရှိရဆိုင်တနေ့နေ့မှာအခုတော့ဖြင့်ဒကာဓမ္မတွေနိဗ္ဗာန်ဟာဒီခန္ဓာအဆုံးမှရှိတယ်ဒီခန္ဓာက4000ရှိလို့ရှိရင်ဒီ4000အဆုံး4000ရောက်တဲ့နေရာရှိတာမှန်ပါသဘောကျ2000ရှိတဲ့ပုဂ္ဂိုလ်2000ရောက်တဲ့နေရာရှိပါဘာကြောင့်လို့ဆိုတော့2000ကဘာသစ္စာ2000ကြောက်သွားတော့ကိုဒုက္ခသစ္စာဆုံးတော့ချုပ်သွားတော့2000ရောက်တဲ့နေရာဘာသစ္စာပေါ့ဒီနေရာရှာတော့ဒီနေရာတွေ့ရှိတဲ့နေရာရှာတော့တွေ့တယ်ကိုဆုံးပါမရှိတဲ့နေရာရှာတော့မတွေ့ဘူးဒါဖြင့်သံဃာရှိခဲ့ကြတယ်ဒကာယမတွေဒီကားလို့ဆိုလို့ရှိရင်ဖြင့်ဘယ်အတွက်ကြောင့်ပါလိမ့်မလို့လို့ဆိုတော့ရှားမှုလွဲလို့မှန်ပါဘယ်လိုသုံးရကြရှားမှုလွဲလို့ရှားမှုလွဲလို့ဒကာဓမ္မတွေကတော့ကောင်းကောင်းဘောပါနိဗ္ဗာန်မတွေ့ကြကြတာရှားမှုလွဲလို့မရှိရရှားရှိရမရှားကောင်းကောင်းရှင်းတာဒါကြောင့်ဒကာဓမ္မတွေတရားထုတ်တဲ့ဒကာဓမ္မတွေအားလုံးပဲအိမ်မှာပဲအထုတ်ကြတယ်ဒကာဓမ္မဖြစ်ဖြစ်ဒီမှာလာပြီးကြိုးစားတဲ့ဒကာဓမ္မဖြစ်ဖြစ်မနှုတ်ညာဘယ်မှမလဲနဲ့နော်ခန္ဓာသာတဲ့ပါဆိုတော့ဘုန်းကြီးသောက်တန်ကြလဲတဲ့ယောဂီပေါင်းကိုဘုံဟောလိုက်တယ်မှန်ပါရှိရရှားပါနော်ရှိရရှားပါလို့ဆိုတာကိုသိကြကြဟောပြီဒါဖြင့်နိဗ္ဗာန်ဘယ်နေရာရှိတော့
ခန္ဓာဆုံးမှရှိခန္ဓာရှိတော့လည်းသူမရှိဘူးမှန်ပါခန္ဓာထုတ်သွားရင်တော့ရှိပါဘူးဒါကြောင့်အားလုံးတရားနာတဲ့ဒကာဓမ္မတွေရောတရားထုတ်တဲ့ဒကာဓမ္မတွေရောဒီနေရာမှာအမဲကွက်ရှိအမဲကွက်ဆိုတာဒီဘောကွက်တာသိကြဘူးသိကြပါဘူးဒီနေရာမှာအမဲပြောက်လို့ရှိရင်အဖြူပဲနေရာကပေါ်မလို့မေးရင်မဖြစ်ဘူးမဲကွက်ဒါပဲဆိုတော့မှန်ပါရှင်းကြအမဲကွက်ရှိတယ်ဆိုတဲ့ကဒကာဓမ္မတွေကစဉ်းစားတာပေါ့ဖြူဘောဖြင့်ကွက်နေတာမှန်ပါမစွန့်နိုင်ကြဘူးဒီမဲကွက်ကြောက်တဲ့ဈေးကိုစစ်တို့အစစ်တို့ဆော်ရာတို့နဲ့မမျိုးမျိုးပုံပုံပတ်တပ်ပလိုက်မယ်ဆိုလို့ရှိရင်ဖြင့်အဖြူပဲနေရာကပေါ်ပါမယ်နည်းကြောက်တယ်ဒါပဲဒုက္ခပြောက်တဲ့နေရာမနိရောဓပေါ်တာမှန်ပါရှင်းမလားရှင်းပါဒုက္ခပြောက်တဲ့နေရာနိရောဓပေါ်တာဩဒါဖြင့်တို့ကဒုက္ခမတွေ့လို့နိရောဓမတွေ့ရဘူးမှန်ပါကိုယ့်ကိုယ်ပြစ်တင်ကြတော့မှန်ပါဘယ်လိုပြစ်တင်ကြဒုက္ခမတွေ့ဒုက္ခကတွေ့လိုက်လို့ဒုက္ခယွန်လို့ဒုက္ခမုန်းလို့ဒုက္ခတွေ့ဒုက္ခယွန်လို့ဒုက္ခမုန်းတဲ့ရင်ရှိတော့ဒကာဓမ္မတို့ဒုက္ခတော့ဖြင့်ဒီနေရာတော့ပေါ်ပါရှင်းလားရှင်းပါဒါဖြင့်ဒကာဓမ္မတို့စွတ်တို့ရှင်းစွာနိဗ္ဗာန်တော့ပြန်ဘယ်မှတွေ့ရမှာမဟုတ်ဘူးဘာလို့အမဲဘုံနဲ့ရှိနေအမဲဘုံရှိနေတာအမဲဘုံနေတာကိုအဖြူတွေ့ကြပါတယ်ဆိုလို့တော့ဖြင့်မောင်နိုင်မရဘူးသုံးရကြမချနိုင်ဘူးဒီအမဲကိုပြောက်တဲ့နည်းနဲ့ပို့ရတိုက်ရချွတ်ရတယ်ရှိရင်ဖြင့်တွေ့တော့မှာပဲဆိုတော့ယနေ့တစ်ချက်ချမှတ်ကြတလုံးကဒုက္ခမတွေ့ဘယ်တော့မှနိရောဓမတွေ့လို့မှန်လားဒုက္ခမတွေ့ဒါဖြင့်နိဗ္ဗာန်လို့ကျင်လို့ရှိရင်ရှင်းဥစွာသရဏောတော့ခန္ဓာကိုယ်ဤဒုက္ခကိုတွေ့ဖို့အရေးရသစ္နာပအရေးမှန်ပါနောက်ပါဥပါလေတော့သစ္နာပနိဗ္ဗာန်တွေ့ဖို့အရေးမှန်ပါရှင်းကြပါဒါဖြင့်ဒီနေ့တရားနာရတဲ့ဒကာဓမ္မတွေဩနိဗ္ဗာန်ဆိုတာတို့အဝိဇ္ဇာနဲ့ရှားလေလွယ်လို့အနည်းပင်ကြာများတော့လေအနည်းကိုဒုက္ခမဖြစ်သေးရင်လေဒုက္ခသစ္စာမဖြစ်သေးရင်လေနိဗ္ဗာန်တွေ့လို့မဟုတ်သေးပေါ်ကြပေါ်ပါဒါဖြင့်ဘုန်းကြီးတို့ဒီမှာသင်္ကြန်ကျောင်းပေါ်မှာအားထုတ်တယ်မဟုတ်ကမ္မထမ်းကျောင်းတွေမှာအားထုတ်တယ်ဒီဘက်တရားတွေမှာအားထုတ်တယ်ဒကာဓမ္မတို့ဒုက္ခချုပ်သွားတဲ့အခါကြလို့ရှင်းဖြင့်ဘယ်နေရာများချုပ်သွားပါလဲမို့ထိုင်ရင်းချုပ်သွားတယ်ဗျာဆိုရင်ဒီထိုင်တဲ့နေရာဒုက္ခပြီးဒုက္ခအဆုံးချုပ်ပါမှန်ပါဘယ်နေရာမှတွေ့ကြမလို့တော့မှန်ပါထိုင်တဲ့နေရာတွေ့ရပါထိုင်လာဒုက္ခသစ္စာကြီးတိုင်းနေတာဗျဒုက္ခသစ္စာကြီးချုပ်သွားပါတယ်ဆိုတော့ဒီထိုင်ရုပ်ကြီးပြောက်ပြီးဒီကရဒုက္ခချုပ်တယ်မြင်တဲ့ညာလေးကြံနေမှန်ပါတခြားဘဝဒီနိဗ္ဗာန်တွေ့တာလားကိုယ်ပြနဲ့ကိုနေတဲ့နေရာမှာလာတွေ့တာလားအဲ့တော့2000ပဲရှိတယ်အဲ့ဒီ2000ပါပဲနိဗ္ဗာန်လာတွေ့မှန်ပါရိုက်ပြီးတော့4000ရှိတော့4000အဆုံးမှာနိဗ္ဗာန်လာတွေ့တယ်ဆိုတော့ဩရှားရရင်လည်းလွယ်လေးပါလားဆိုနိုင်ကြဆိုနိုင်ပါဒါဖြင့်တပည့်တော်တို့ဖြင့်ဗျာရှားလာတာလည်းရှားပေါ့တွေ့ဖို့မတွေ့သေးပါဘူးအားရတယ်ရှားမတဲ့လို့ဖြစ်ပါလိမ့်မယ်ဘယ်လိုသမဲကြပြရမလဲအရှားမတဲ့လို့ဖြစ်ပါလိမ့်မယ်လို့ဘုရားတရားဓမ္မတွေသွေးချက်ပြန်လိုက်ရရှိတဲ့နေရာမကြမ်းမိမရှိတဲ့နေရာရှားပြီးတော့ကိုကျိုးနေနေတာပေါ့ဆိုရဲမဆိုရဲဒါဒါဖြင့်ရှိတဲ့နေရာယနေ့ပင်ရှင်းရှင်းလင်းလင်းပဲသိပါမသိသေးဘူးသိတော့ဒီကနေဒီကလာဓမ္မတွေကဒီခန္ဓာ၅ပါးတွေကမနေ့ကဝေဒနာဟောလိုက်နော်ယနေ့တော့ဖြင့်စိတ်ကိုဟောလိုက်မယ်လို့မှတ်လိုက်ခန္ဓာ၅ပါးတွေကကိုယ်စောမောင်ယနေ့ပါဟောစိတ်ဟောကိုစိတ်ဟောလို့ရှင်ဗျာတပည့်တို့ကြွက်ရှိရမယ်ဆိုတော့ကြွက်ရှိတာဖြစ်စဉ်က၅ပါးဗျာနော်လို့ဆိုကြည့်ခဲ့တဲ့ခင်ဗျားတို့ကသတိထားမှန်ပါခွဲလို့ကိုမရဘူးမှန်ပါကျุတော့လားကျုပ်တို့ကတပါးလေးကျုခိုင်းတာခွဲလို့ကမရဘူးဩဒါလည်းဒီစိတ်ကိုအဆုံးရလိုက်ရလို့ရှင်ရုပ်ကြီးကခင်းခင်းကြံနေဦးမှာလားကြံတော့ပါဝေဒနာကရောကြံတော့ပါသိညာကရောကြံပါဟောကြောင့်လုံးလို့မေးတဲ့အခါကျတော့ဒကာဓမ္မတို့ဖြစ်ဖို့ဖြစ်ပဲသဟရာတဖြစ်ရောတကွဖြစ်ဖို့ဖြစ်ပဲပေါ့သဘောကျအဲ့တော့တခုဆုံးရင်ဘယ်နဲ့ဆိုကြပါအကုန်ဆုံးသွားတော့
ငါးပါးဆုံးသွားတော့ငါးပါးကဘာသစ္စာငါးပါးဆုံးသွားတော့ဟောဒီနာမပေါ်ပြီတရားဓမ္မနိဗ္ဗာန်ဒီနာမပေါ်ရလားနိဗ္ဗာန်ဒီနာမဆုံးမရှိကိုဆုံးမငါးပါးဆုံးရှိပါဘုရားလိုက်ငါးပါးဒါနဲ့သူတို့ကငါးပါးနဲ့နေတဲ့ပုဂ္ဂိုလ်ငါးပါးဆုံးမလိုက်ကြလို့တော်ကောင်းငါးပါးတဲ့ကိုညာမလေးတွေတော်ကောင်းနိဗ္ဗာန်နဲ့ဝေးကြရမှာဘုဘောရေနေကြပါဒီနေ့ရာထူးတရားများနာရတဲ့ဒကာဓမ္မတွေအလွန်မောင်းမြတ်ပြတ်တယ်အလွန်မောင်းမြတ်ပြတ်တယ်ပါလို့ဘုန်းကြီးတို့ဟောရတဲ့ပုဂ္ဂိုလ်တွေအမှန်တမ်းဝန်တာပါလေချင်းမြောက်ထောက်ပံ့ပြီးကြလားမေတ္တာကျေထားပြီးကြလားကရုဏာနဲ့ပြောနေရတော့ခင်ဗျားတို့ကအမှန်တမ်းမောင်းမြတ်ပြတ်တယ်ပါဩငါးပါးဒီကတပါးရှိတော့လေဖြစ်ပေါ်ဖြစ်ပေါ်မှုတပါးပြည့်တော့အခုပြည့်တပါးဆုံးသွားလို့ရှင်အကုန်ဆုံးတော့ဒီခန္ဓာဆုံးသွားတဲ့နေရာမှာပဲခန္ဓာမရှိတာပေါ်ရမှန်ပါခန္ဓာရှိတာဒုက္ခသစ္စာခန္ဓာမရှိတာဒီညာပေါ်မှာဒီတဲ့နေရာပေါ်ချက်ကိုမရှိမှန်ပါရှင်းရှင်းပြောနေပါတယ်ဓမ္မကောင်းကောင်းဘောကြကြအမှန်တန်ကြီးစိတ်ကြစံပါဆိုတာတစ်သက်မှာတစ်ခါဆိုသလိုတသနေရာမှာတစ်ခါဆိုသလိုကိုသောမောင်ဒီလိုနဲ့နဲ့ကိုကြားရတာနော်မှန်ပါဘယ်ကူကြပါအဲ့တော့ဒါပြန်တပည့်တို့ကဒီနိဗ္ဗာန်ကိုဒီခန္ဓာဆုံးသွားတဲ့နိဗ္ဗာန်တပည့်တို့ကဆုံးသွားတဲ့ခါကျတော့တပည့်တို့ဘာနဲ့မြင်ကြတော့လို့မေးဖို့မလိုဘူးဒုက္ခမြင်တော့ကညာနဲ့မြင်တာဒုက္ခဆုံးသွားတော့ညာနဲ့မြင်တာဟောဒီညာဒီဒုက္ခမြင်တာလည်းမဲ့ညာဒုက္ခဆုံးမြင်တာလည်းမဲ့ညာဟောမဲ့ညာရအောင်လို့မဲ့ညာရအောင်လို့ရှင်းမလားဘာလို့ရမလဲမဲ့ညာရအောင်လို့လည်းလို့ရှင်းရင်ဒုက္ခလည်းသူတွေ့မယ်ဒုက္ခဆုံးတယ်တွေ့ပါဒီမဲ့ညာနေနေတဲ့ဆွမ်းရည်တတိမဟုတ်ဘူးတော့ဟောဒီနောက်ကလာတဲ့နေလို့လာဖို့ပေးသေးတယ်အဲသမုဒ္ဒရာကျောင်းလို့ဒါလည်းမတူဘူးသဘောကျသူကိုယ်တိုင်တရားတော်က7ပါးပြည့်လာအောင်လုပ်တာလည်းသူပဲမှန်ပါသူကိုယ်တိုင်နဲ့ငါက5ပါး7ပါးပြအောင်လုပ်သဘောကျ5ပါးက7ပါးပြည့်လာတယ်မဲ့ပဲဒါပြန်တရားတော်ကဒီရည်ရှုနေတာလည်းကြာလာရဒုက္ခဆုံးမဆုံးနိုင်ဘူးဆုံးမဆုံးနိုင်ဘူးဆိုတဲ့ဥစ္စာတွေကဒုက္ခပေါ်မှာတရားဓမ္မတွေသုံးပြတဲ့အချက်နဲ့နေလို့မှတ်လိုက်မှန်ပါဘယ်လိုမှတ်လိုက်သုံးပြကိုယ်မှာဒုက္ခအစ်စ်ကိုပဲသုံးပြချက်ချတဲ့ညာကပိုင်နိုင်မရသေးလို့မသုံးသေးဘူးမှန်ပါဒုက္ခအစ်စ်ဘာမှမရောတဲ့ဒုက္ခဖြစ်တာလည်းဒုက္ခပဲဖြစ်တာလည်းဒုက္ခပဲဒီကြားထဲမှာဒုက္ခဆိုတာနည်းနည်းမှချမ်းသာလုံးလေးကြားမရပါဘူးလို့ညာနဲ့တာကျင့်သွားလို့ရှိရင်မကင်7ပါးချက်ဖြစ်ပြီးနိုင်တယ်လည်းသုံးတာဘောကြအဲ့တော့ဘာမှအားမလျှော့ကြနဲ့ဒုက္ခတွေ့တဲ့ကူကဒုက္ခဆုံးမှာတွေ့ရမယ်ဆိုတာဖြစ်တရားဒုက္ခသစ္စာသဘောကျဒီကံနဲ့စိတ်ကြည့်လိုက်ကြတော့ဘာတွေ့ဖြစ်ဝေဒနာကြည့်လိုက်ကြစိတ်ကသူခင်ဗျားတို့တွေ့တာတော့ဒုက္ခသစ္စာရှင်းမလားတွေ့တာကတော့ဖြင့်ဒုက္ခသစ္စာပဲဆိုသဖြင့်ဒီဒုက္ခသစ္စာကိုခင်ဗျားတို့တွေးကောင်းနေရင်ဘယ်တော့မှမဆုံးဘူးသဘောကျဒါနဲ့ဒုက္ခသစ္စာမာနတိကိုကွာလုံးဝငါချင်းကျောင်းသွားကြရနေရတာကြောင့်ကိုယ်ပိုင်ညာနဲ့လည်းမဲမလို့ခြင်းပြအချက်မာနတိပါဘောဆိုတော့ဆက်ဆိုချုပ်ဆိုတော့မချုပ်ပါနဲ့ဆိုအဲ့ဒီတော့ဒုက္ခချုပ်တဲ့နေရာမှာဘယ်ကအမဲဘက်ပြောက်ပြီးကြတာမောင်နေအဖြူဘက်ပေါ်မှန်ပါအဖြူဘက်ပေါ်လာတော့အဖြူဘက်ကနိဗ္ဗာန်အမဲဘက်ကဒုက္ခသစ္စာရှင်းမလားအမဲဘက်ကဒုက္ခအဖြူဘက်ကနိရောဓအမဲဘက်ကအဖြူဘက်ကအဲ့ဒီတော့ဒကာဓမ္မတွေဝေးလို့မရောက်ကြတာအရှာရွယ်လို့မရောက်တာဩဒါဖြင့်ယနေ့ညဒကာဓမ္မတွေကြားလို့ဆိုရင်အရှာမလွဲလို့ဘုန်းကြီးထပ်ပြန်တယ်တဲ့သတိပေးတာခန္ဓာနဲ့ညာနဲ့မခွဲနဲ့ခန္ဓာနဲ့ညာနဲ့မခွဲနဲ့ဆိုတဲ့စကားတဲ့ဘုဒ္ဓဘာသာဆိုတာပေါ်လာခန္ဓာနဲ့ညာနဲ့မခွဲနဲ့ဆိုတော့ခန္ဓာကဘာသစ္စာညာကမေဃဒုက္ခနဲ့မေဃနဲ့မခွဲနဲ့ဒကာဓမ္မတို့ဘာမှားပါလဲဒုက္ခနဲ့မေဃနဲ့ဖြင့်ဒကာဓမ္မတို့မခွဲလိုက်ပါနဲ့မဟုတ်တယ်
သူရှင်းဥစွာတွေ့ရမှာမြို့ထဲဝင်ကြမှာလေသူကတကားဝင်လို့ရှိရင်လေရှင်းမြို့ကြီးတွေမှာမောင်းနေနတ်တော်ရောက်နေပါမရောက်ပါဘူးဒါပေမဲ့တကားမတွေ့တဲ့ပုဂ္ဂိုလ်ဟာနတ်တော်နဲ့တွေ့ဖို့ရဘယ်နဲ့နေတွေ့တယ်ဒုက္ခသစ္စာတကားနဲ့တူတယ်နိရောဓသစ္စာကနတ်တော်နဲ့တူတယ်သဘောကျဒုက္ခသစ္စာကနိရောဓသစ္စာဒီတကားကသွားမှရောက်မှာတကားတော့မှမတွေ့သေးတဲ့ပုဂ္ဂိုလ်ဖြင့်နတ်တော်နဲ့တူတဲ့နိဗ္ဗာန်ဖြင့်ငိုနေမတွေ့ပါဘူးသဘောကျဒါဖြင့်ဒကာဓမ္မတို့ဒီနေ့တရားမှာရှားပြီးဝင်ကြီးကိုဖြင့်သေချာဆရာဘုန်းကြီးဟောနေတယ်ဆိုတာဘာမှညှင်းမလို့တော့ဒါဘုန်းကြီးကဟောတာလေဟောတယ်လို့ပဲကြပါသရုပ်ကနိဗ္ဗာန်လို့ဆိုပါဠိတော်မှာခန္ဓာထဲမှာရှားတာတရားများတော့ခန္ဓာထဲမှာရှားငါမျက်ပြန်ဟောတာမဟုတ်ဘူးကွာလေသဘောကျတုံးတိုင်ဒီပေါ်မှာနိဗ္ဗာန်ရှိတယ်ဟောတာမဟုတ်ဘူးတဲ့မင်းတို့တရားများတော့ခန္ဓာကိုယ်ထဲမှာရှိတယ်လို့ငါဟောတာမင်းတို့ကအလွဲတော့မချနဲ့မှန်ပါသိသိချာချာဟောတယ်သဘောကျတုံးတိုင်မျက်ပြန်ပေါ်၌နိဗ္ဗာန်ရှိတယ်လို့ငါဟောဘူးရင်းနေလားမင်းတို့တရားများတော့ခန္ဓာကိုယ်မှာရှိတော့ဒကာဓမ္မတွေကကျဲခိုက်ကြည့်တာဒုက္ခချုပ်တာဒုက္ခကဒုက္ခသစ္စာချုပ်တာကရောဒါဖြင့်ဒီတရားများတော့ကလည်းဒုက္ခသစ္စာဒီတရားများတော့ချုပ်သွားတာကလည်းရောဒီစိတ်ရှိတယ်ဟောပါဒီပြင်ဟောရရှိတယ်အဲ့ဒါကြောင့်ဒကာဓမ္မတွေဘာမှအားငယ်ပါနဲ့ဆိုတာကိုလေလေးလေးစားစားနဲ့ပဲသတိပေးရမရှိရရှားနေမှာတခုကိုဖြင့်အတော့တွေးသဘောကျရှိရရှားမိလို့ရှိရင်ဖြင့်တဲ့ခင်ဗျားတို့ဘာမှမပူပါနဲ့တော့ကဲနိဗ္ဗာန်ရှိတဲ့နေရာလည်းသိပါပြီကိုယ်တောင်နဲ့ကိုယ်ဘယ်လောက်ရှိတယ်အဲ့ဒီဆက်လိုက်တာသဘောကျတခြားကိုရှားရင်ရှားလေလွဲလို့သဘောကျတခြားကိုရှားရင်ဖြင့်ရှားလေလွဲအဲ့တော့ဒကာဓမ္မတို့ဘယ်နေရာတည်းကဝိပဿနာရှုရမှာတော့ဗျာအဲ့ဒီတလံမြကိုယ်လံနဲ့ကိုယ်လံကြီးတလံမြတော့ခန္ဓာကိုယ်ထဲမှာရှုဆိုတော့လမ်းသွားလဲသူပါဦးမှာပါထိုင်းနေတယ်ခုဒီသွားနေကိုယ်ပါနေသမင်းသားနေတာဖြင့်ဒကာဓမ္မတို့ဒါကြောင့်ဘုရားကခိတ္တတော်ခိတ္တပိဋကသာနာတိလို့ရတယ်ကွာသူပါနေလို့ခေါ်ခိတ္တတော်ဒီတော်ပိဋကသာနာတိရနေတဲ့ခဲနဲ့သူပါနေကွာဆိုလို့ရတာကိုလည်းမလို့ရှိရင်နိဗ္ဗာန်ရတယ်မဟောတယ်သူသောသမီးတွေပါဗလာရီတွေပါသံဃာနဲ့ဓာရီဟောဒီတိရံကွေးတွေဆက်တဲ့အဲမှာလည်းသူပါနေတယ်ရတယ်မရဘူးလားရုပ်ကသုံးနာပြောမပါဥစ္စာဝပကာဝကံမေသံဃာနဲ့ဓာရီဟောဒီတရားရမင်းတွေပြင်းပြင်းနဲ့ဆွတဲ့နေရာတော့ခန္ဓာမလွတ်စီနဲ့ခန္ဓာရဲ့ညာနဲ့လာလျှောက်ပြင်းနေအဲ့ဒီညာလေးပါရှိတယ်မှန်ပါနေရာရွေးသေးတယ်မရွေးတော့ဩဒါကြောင့်လည်းဟောပေတာပဲဆိုတဲ့ဟောကိုသုံးရှင်းရှင်းပေါ်လာပါပေါ်လာရဲ့ကိုပေါ်ရေးဒီနေ့တရားမှာအမှန်ဘုဒ္ဓံတယ်ဆိုတာကိုသိလားသိပါဒါဖြင့်ဒကာရမတို့နိဗ္ဗာန်ရှာလို့ရှိရင်ဖြင့်တဲ့ခင်ဗျားတို့ဘယ်မှမရှာနဲ့ခန္ဓာထဲမှာရှာဆိုတော့ဘယ်ချိန်ရှာမလို့ဘယ်ချိန်လဲလို့ဘုန်းကြီးမဆိုလို့ခန္ဓာရှိတဲ့ချိန်ရှာရင်ပြီးတော့လေဆိုတော့ပြီးဘူးလားပြီးပါအဲ့ဒါကြောင့်ဘာမှလည်းအားငယ်စရာအကြောင်းလည်းမရှိတာသေချာပိဋကကနေတော့ကြောင့်တို့တပည့်တော်တို့ယခုနိဗ္ဗာန်ရနိုင်မှာမလားဗျာလို့ခင်ဗျားတို့မေးချင်မေးလိုက်ရှားတော့အတဲ့တော့ရှားတတ်ပါရဲ့အိုးနိဗ္ဗာန်ဆိုတာဓမ္မတို့ဘယ်ချိန်မှဆိုရတယ်လို့မှတ်ပါသဘောကျနိဗ္ဗာန်ဆိုတာသစ္စာလေးပါးမှာတပါးတွေ့လို့ရှိရင်အကုန်တွေ့ဒါပေမဲ့ဒုက္ခသစ္စာကတွေ့လို့ရှိရင်ဒုက္ခသစ္စာနဲ့စနေတဲ့ဒုက္ခသစ္စာဆုံးတဲ့နိဗ္ဗာန်ဟာမတွေ့ခြင်းပါဘူးဆိုလို့မရပါဘူးရှင်းကြဒါဖြင့်တပည့်တော်အခုအချိန်မှာရမှရလိုက်ပါမလားဆိုတဲ့ဒီတန်ရမလားဒုက္ခသစ္စာတွေ့တဲ့ပုဂ္ဂိုလ်ရလိုက်တယ်ရှင်းမလားပါဠိတော်ကိုယ်ကံနဲ့ကလို့ကျင်လို့ရှိရင်ဖြင့်သူ့ဘာယံကြီးမေးတာက6ကြီးတော့သဘောကျသူ့ဘာယံကြီးမေးတာဒီပါရဘုရားခင်ကိုရမေကြီးဟောရင်အင်းရင်ဘုံမျိုးကြပါခ
ဆောင်တဲ့နေကာဝပရိနိဗ္ဗာန်သံဃာကြီးမှာသူ့ဘာမလားလို့ဘုရားကဝိညာဉ်မချုပ်သေးသူကလာတဲ့အခါကျတော့ရှင်သူမေးတာပဲအရှင်ဘုရားမရှိတဲ့အခါရဟန္တာတွေသောတာပန်တရားတွေကွယ်တော့မှာလားဟာသူ့ဘာမမေးနဲ့ကွာသဘောကျဒုက္ခသစ္စာမှန်အောင်ဟောနိုင်တဲ့ဆရာနဲ့ဒုက္ခသစ္စာမင်းတို့ကဉာဏ်နဲ့တဲ့လို့ရှင်းတယ်ဘယ်ခါမှဆိုသောတာပန်တရားကနာဂံရဟန္တာရှိတာကြီးပဲမင်းဘာမှမပူရင်းနဲ့မဟုတ်ဘူးလားဟုတ်ပါဘယ်ချိန်မှဆိုရှိတယ်မဟုတ်ဘူးလားဟုတ်ပါဒါကြောင့်ဣမေတသုဘဒဘေကုသမာဝေရေယောအတုညောလောကောရန္တိအတ္တသူကဣမေဤယခုနေကြတဲ့ပုဂ္ဂိုလ်တွေဒီသမာကောင်းစွာဝါဝမဉ္ဇဏ်နဲ့ကောင်းစွာဒုက္ခသစ္စာကိုမြင်ခဲ့ပြီးရှိတော့အရန္တိယန္တာပုဂ္ဂိုလ်တို့မှာအတုညောမဘယ်ကမှမသိဘူးအတ္တရှိရဲ့ဘယ်တော့မှယန္တာမရှိဘူးလို့မှတ်ကွာဒုက္ခသစ္စာတွေ့နေတဲ့ပုဂ္ဂိုလ်ဘယ်တော့မှမင်းတို့ဒီကားတွေသောတာပန်မစိတ်သဂရကမစိတ်အနာကမစိတ်ယန္တာမစိတ်လို့မင်းတစ်သိကြမှတ်တာဟောတော့ဟောပါဟောခဲ့တာအဖြစ်ကလေးပြစမ်းပါအောင်လို့ဆိုတော့ဓမ္မသောကလည်းဖြစ်တယ်ကိုယ်ဆုံးမထောက်ပြလိုက်မှန်ပါဘယ်ရှိသေးလားမရှိတော့ဘူးမရှိပါဘူးတဲ့ဉာဏ်ဓာတ်ဒီဓမ္မမိန်နာလို့ဆိုတာမကြောက်ဘူးကြောက်ပါသူနောက်ကလိုက်တဲ့900သိန်းသားနေကောကြောက်ပါနောက်ဒီလိုကြောင့်မှကြက်ပြမကြောက်ကောင်းငင်ပြန်မြေရွှေတွေဆိုတော့ဘယ်ရှိသေးရဲ့လားမရှိပါဘူးကဲသူပြောခဲ့တယ်ဆရာပဲမှန်ပါမမှန်ဘူးလားအဲ့ဒီတုန်းကဒီလိုကြောင်းတို့လို့အိန္ဒိယတို့ကိုကြတော့ဒကာဓမ္မဒုဓမ္မသောကလည်းဖြစ်ကြတာတော့နှစ်ပေါင်းကိုအတော်ကြာသွားပါနောက်မွေးတဲ့ပုဂ္ဂိုလ်တွေမှန်ပါဘုရားကတရားကဆိုတာမကြားရပါဘူးမှန်ပါဘုရားကိုယ်တိုင်တွေ့ရတွေ့ရပါမတွေ့ရပါဘာဖြစ်ကုန်များအခုများတာဖြစ်ကုန်နေတာထောက်တော့သူ့ဘာဒေဂန်ကြီးပြောပြိဋိဘံသံဃာကြီးပြောခဲ့တဲ့တရားနဲ့ဒုက္ခသစ္စာတွေ့နေတဲ့ပုဂ္ဂိုလ်ပြင်ကွာမဟုတ်ပါနဲ့မင်းတို့ဆရာသမားကဒီအကြောင်းလေးကြီးဟောပါ့မှန်ပါဘုရားမဘာဟောတာတဲ့တာတဲ့ငဃာရမတို့ဒီတရားတော်ပဲလို့အကြလွဲရရှိသေးရဲ့နိဗ္ဗာန်ကျရင်ဘယ်မှာကြာကြခန္ဓာပေါ်မှာကြာလိုက်လို့ရှင်းရင်ဒီခန္ဓာကိုအနိစ္စနေအနိစ္စမုံလေးအနိစ္စအဆုံးမှာနိစ္စနိဗ္ဗာန်တွေ့ရမတွေ့ပါနဲ့ဆိုလို့ဒါဖြင့်ငဃာရမတို့ဘယ်အချိန်မှာသောတာပန်သရဂံနာဂံယန္တာစိတ်ပါလိမ့်မယ်သိတယ်ဆိုတာကအရှာလွဲတဲ့ပုဂ္ဂိုလ်ကြွပါပြန်ဘယ်ချိန်မှသောတာပန်တရားကနာဂံဖြစ်ပါဘူးအရှာလွဲတဲ့ပုဂ္ဂိုလ်ချင်းဘယ်ချိန်မှဆိုရှိတယ်ဆိုတော့အခုဝတ္ထုတွေလည်းဘုရားပြိဋိဘံသမ္မာတွေလည်းထုတ်လိုက်တယ်ဘုရားပါရနဲ့ပြိဋိဘံစံပြီးမှရတဲ့ပုဂ္ဂိုလ်တွေနဲ့ဘုရားကမမီလိုက်တဲ့ပုဂ္ဂိုလ်တွေရသွားတာတွေမြင်လိုက်တာနဲ့ဘုဆုံးတော့သေမသေးကြရလားသိပါပါဒါဖြင့်ဒကာဓမ္မစိတ်ကိုရှိပါမနေ့ကဝေဒနာဟောဒီနေ့ဘာဟောသိကိုဟောတယ်ဆိုတော့လေရှင်သာရိပုတ္တရာကတော့ဘုရားကတော့ဒကာဓမ္မတို့ကိုယ်စိတ်အကဲခတ်ရတာနဲ့ကိုသောမောင်တို့အာရုံတရားကိုလည်းဖြစ်မှာသူများစိတ်ကိုအကဲခတ်ရတာနဲ့ဘယ်ရလို့ပါကိုယ်စိတ်ကိုကဲခတ်ရတာလို့နော်ဒကာဓမ္မတို့ဓာတိချာမှာပါဒီနေ့စိတ်ကဲခါရတယ်ကိုယ်စိတ်ကဲခါရတယ်ဘောပါ့ဟောဒါဖြင့်ခင်ဗျားတို့ကိုယ်စိတ်ကိုကဲခါလို့ပါစိတ်ကဥပဒနာဆိုတာဘာပါလဲကိုယ်စိတ်ကိုကဲခါတပည့်ကြခေါင်းကလောဘလေးဖြစ်တယ်သူဆုံးမမှန်ပါတကယ်ခိုက်ကြည့်တာရှိတော့မရှိတော့လောဘကကျုပ်လောဘလို့ပြောသလားကျုပ်အိဋ္ဌလို့ပြောတယ်ကိုယ်စိတ်ကိုကဲခတ်တော့အိဋ္ဌနဲ့လားသူကဲခတ်တာနောက်ကြတာဟုတ်မှန်ပါပေါ်လာရင်ကြတော့ဘတ်တော်သာနာမှာလည်းနှစ်စိတ်ကမပေါ်ကောင်းမှန်ပါဘောကောင်းတော့ဟိုနောက်စိတ်နဲ့ရှေ့စိတ်ကဲခတ်မှန်ပါရှေ့စိတ်ကနောက်စိတ်နဲ့ကဲခတ်လိုက်တဲ့အခါကျတော့ဩလောဘလားလောဘလေးရှိသေးလားလို့ပြောလိုက်တဲ့အခါကျတော့လောဘလေးကပေါ်လဲပေါ်ပါတယ်ကျုပ်ဟာသိလဲသိပါတယ်လို့လောဘကပြောတာကိုယ်စိတ်ကိုကဲခိုက်မခက်လိုက်ဘူးလားခက်လိုက်တော့လောဘကကျုပ်ဟာဖြစ်ပြပါတယ်ပြောပါကိုယ်စိတ်ကိုကဲခတ်တာအကဲခတ်တာဒီမက်ကပြည့်စည်တာကကဲခတ်တာဒါဖြင့်ကိုယ်စိတ်ကိုကဲခတ်တာတော့ဝိပဿနာလုံးမှလွယ်လိုက်ရှိသေးမရှိပါဘူးဟိုမှာလေးထုတ်တဲ့စိတ်ကြီးရဲ့ရှိသေးလားပြန်ကဲခတ်ရှိ
မရှိတာအိစ္ဆာကဲခတ်တာကလေးလေးပြန်ဆိုင်တဲ့စိတ်ကလေးကိုတခါပြန်ကဲခတ်တယ်မရှိတာတွေ့မှာမရှိတာကသိတာကဆိုတော့သူတို့ပြောလိုက်တယ်ပြန်ဘယ်စိတ်လာတာဒကာဓမ္မတွေအကဲကမကြောက်နဲ့ဘယ်စိတ်လာတာအကဲကသဘောပါဘယ်စိတ်လာတာဩတယ်ခင်ဗျားတို့နိဗ္ဗာန်မရောက်တာကိုယ်စိတ်စစ်တာမှကိုမှစစ်သေးတယ်ဘောနည်းနည်းမှပါဖို့မရဘူးနိဗ္ဗာန်ဝေးမှန်ပါသဘောကျလားကိုယ်စိတ်ကိုမှဩငါစိတ်ကိုငါဆိုင်လေးရောလားငါဆိုင်လေးရောလားငါစိတ်ကဘယ်လိုလဲရှိပါလိမ့်လို့တပ္ပမရလုံးမစစ်သေးခဲ့ဘူးဆိုတဲ့အဓိပ္ပာယ်လည်းယနေ့ပေါ်သွားပေါ်လာလားကဲဒါရင်နောတိပရဒိတဝိဇာနာဇာနေယအတ္တနောစိတ်ကမရိဇာနေယဆိုတဲ့တိုင်းသူတော်စိတ်ကိုအကဲခတ်ရတာအမှန်တန်ခက်ပါလေကွာကိုယ်စိတ်ကိုကဲခတ်လို့ရှိရင်နိဗ္ဗာန်ရောက်ပါသဘောကျအဲ့တော့ဘုရုဇဉ်သာနာမှာအရိယာစိတ်ပေါ်ပါဘာစိတ်တွေပေါ်ပေါ်ကျင်တာပေါ်ဘုန်းကြီးကအရေးမကြီးနဲ့အကဲကတ်တာမလျှော့နဲ့ပေါ်ကျင်တာပေါ်ပါအကဲကတ်မလျှော့လို့ရှိရင်ပေါ်တဲ့ဓမ္မကအနိစ္စမှာတပါဘာမှမပြောအကဲခတ်တဲ့ဓမ္မကလည်းသူကညံတဲ့အကဲခတ်တော့အနိစ္စမြင်ရတဲ့အနိစ္စမြင်တဲ့မညာမှာတပါဘာမှမပြုတ်ဒီမညာမှာတော့ဖြစ်တာပဲသဘောကျဒါဖြင့်အရာဓမ္မတို့အိမ်ရောက်နေတဲ့ပြင်လေးဖြစ်ဖြစ်လမ်းမှာဖြစ်ဖြစ်ကိုယ်စိတ်ကိုကဲခတ်တာပေါ့ကားရှိတဲ့ကားပေါ်တဲ့စိတ်ကလေးကဒကာဓမ္မတို့သွားနေတဲ့စိတ်ကလေးကတောင်းပေါ်ရောက်ကြလားလို့ကဲခတ်ကြည့်နောက်မဲတော့လမ်းတဲ့စိတ်ကလေးကလမ်းတဲ့နေရာမှာပဲအနိစ္စရောက်သွားတယ်မသိလိုက်သိတော့သိတယ်ကမက်ကသွားတယ်အနိစ္စနဲ့မက်ကနဲ့နေသာမက်ကဟုတ်လားသမုဒိယကသေးတာမသေးဘူးလားသေးပါသမုဒိယသေးတယ်ဒီကဇာတိဇရာမရဏချုပ်တာကဒါကအနာဂတ်နိဗ္ဗာန်ကိုခေါ်တာပြစ္ဆုတ်ပါနိဗ္ဗာန်ဟောရမယ်ဆိုတော့အနိစ္စဘယ်အနိစ္စမှာမလာတော့ဘူးဗျာဖြစ်တဲ့တည်းပြီးတော့သုတနာလာကိုမလာတော့ဘူးဗျာခန္ဓာလည်းဘာမှရှာမတွေ့တော့ဘူးတခုချုပ်ကုန်ချုပ်တာကိုငါကတခုချုပ်ကုန်ချုပ်လားချုပ်ပါအဲ့တော့ဘာမှမလာတော့ဘူးဆိုတော့ဒီတရဏရောခန္ဓာကိုသုံးအောင်သုံးသွားတော့သူ့သုံးမှာပါရှိတယ်မဲပြောတဲ့နေရာမဲတဲ့ဒုက္ခသစ္စာပြောအဖြူနိရောဓသစ္စာပေါ်ပေါက်နိရောဓသစ္စာဆိုတော့ဒီကမက်ကတည်းဒီကသမုဒိယသိတယ်ဒီကသုတေမနေသေးတဲ့အခါကျတော့ချင်းပြန်ခန္ဓာမရှိတဲ့နိဗ္ဗာန်ရောက်အခုမြင်နေရတာကခန္ဓာရှိတုံးကိုကိုယ်တိုင်မြင်ထားရတဲ့နိဗ္ဗာန်ဒီဘက်ကခန္ဓာရှိတုံးမြင်ရတဲ့နိဗ္ဗာန်ဒါကသေမခံစားရတဲ့နိဗ္ဗာန်သဘောကျရှင်းကြသဘောပါကဲဒီရင်တော့ပါဦး